မုန်တိုင်းမလာခင်အချိန်ဟာအငြင်းရန်တစ်စိနေတတ်ပါတယ်။တတိထားမိကြလား။တဘာဝဘေးအန္တရာယ်အကြီးကြီးအေးမကြရောက်ခင်မှာပတ်ဝန်းကျင်တစ်ခုလုံးကထူးထူးခြားခြားကိုငြိမ်သက်သွားတတ်ပါတယ်။လူပေါင်းအဖွဲ့အစည်းလူတွေရဲ့တဘာဝမှာလည်းအဲ့ဒီလိုပါပဲ။အခန်းတစ်ခုထဲမှာအတန်အကျယ်ဆုံးစကားအများဆုံးပြောနေတဲ့သူဟာအကြောက်ဆုံးသူမဟုတ်ပါဘူး။တကယ်တမ်းတင်တတိထားရမယ့်သူဟာတောင်းတနေရမှာဘာတမ်းမှမထွက်ဖဲအားလုံးကိုငြိမ်ပြီးစောင့်ကြည့်နေတဲ့စကားနဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ရဲ့တိတ်ဆိတ်မှုနောက်ွယ်မှာဘာတွေပုံကွယ်နေလဲဆိုတာသင်တွေးဖို့ပါသလား။အားလုံးပဲမင်္ဂလာပါ။စိတ်ဝင်စားဖွယ်ရာဘသူတုတတွေစိတ်ပညာရေးအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ Knowledge Hub Channel ကနေကြိုဆိုပါတယ်။ဒီနေ့ဗီဒီယိုမှာတော့လူတော်များများအထင်သေးမိတတ်တဲ့ဒါပေမဲ့တကယ်တမ်းကျရင်အင်မတန်မှအန်ဒီရယ်များပြီးကြောက်စရာကောင်းတဲ့စကားနဲ့သူတွေရဲ့လှုပ်ဝက်ချက်များအကြောင်းကိုအသေးစိတ်အကျေတဝင့်ပြောပြပေးသွားမှာဖြစ်ပါတယ်။မိနစ်60စာလောက်နက်နက်ရှင်းရှင်းဆွေးနွေးသွားမယ့်အကြောင်းအရာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်။တိတ်ဆိတ်ခြင်းရဲ့နောက်ွယ်ကစိတ်ပညာစကားနဲ့တဲ့သူတွေကိုလူတွေကအားနေတဲ့ရှက်တတ်တဲ့တတိမရှိဘူးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့စိတ်ပညာရှင်လေးရဲ့လေးလာတွေ့ရှိချက်တွေအရစကားနဲ့ခြင်းဟာအားနည်းချက်တစ်ခုမဟုတ်ပဲအင်မတန်အစွမ်းထက်တဲ့ကာကွယ်ရေးရန်တရားနဲ့ဗျူဟာမြောက်စဉ်းစားတွေးခေါ်မှုတစ်ခုဖြစ်နေတတ်ပါတယ်။သူတို့ဟာစကားပြောဖို့စကားလုံးတွေရှာမတွေ့တာမဟုတ်ပါဘူး။စကားမပြောဘဲနေဖို့ကိုရွေးချယ်ထားတာပါ။သူတို့ရဲ့အုံနောက်ကအဖင်ကအတန်တွေကိုတုံ့ပြန်ဖို့ထက်အတွင်းစိတ်ကအချက်အလက်တွေကိုခွဲခြမ်းစိတ်ဖြာဖို့ပိုပြီးအလုပ်လုပ်ပါတယ်။လူတစ်ယောက်ကစကားတွေအများကြီးပြောနေချိန်မှာသူ့အကြောင်းတွေကိုဖွင့်ချနေတာနဲ့တူပါတယ်။ဒါပေမဲ့စကားနဲ့တဲ့သူကတော့သူ့အကြောင်းကိုဘာမှအတိမခံပဲတစ်ဖက်လူရဲ့အကြောင်းတွေကိုသာစုပ်ယူနေတဲ့ရေမြုပ်တစ်ခုလိုပါပဲ။ဒီလိုသတင်းအချက်အလက်တွေကိုစုဆောင်းထားနိုင်စွမ်းကပဲသူတို့ကိုအချိန်တန်ရင်အန်ဒီရဲ့အရှိဆုံးလူတွေဖြစ်လာစေတာပါ။စကားနဲ့သူများအန်ဒီရဲ့များရခြင်းဤအဓိကအကြောင်းရင်းများ Why they are dangerous တစ်နေရှင်ဖို့လေးလာစောင့်ကြည့်နိုင်စွမ်း Master of Observationစကားနေတဲ့သူတွေဟာအကောင်းဆုံးလေ့လာစောင့်ကြည့်သူတွေဖြစ်ပါတယ်။သူတို့ကစကားဝင်မပြောတဲ့အတွက်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာရာတိုင်းကိုတေချာမြင်တွေ့နေရပါတယ်။လူတွေရဲ့မျက်နှာအမူအရာခန္ဓာကိုယ်အနေအထား body language လိမ်ညာနေတဲ့အတန်အတွက်ဟန်ဆောင်နေတဲ့အပြုံဒါတွေအားလုံးကိုသူတို့ကအသေးစိတ်အကအစမသားထားတတ်ပါတယ်။သင်ကသူတို့ကိုဘာမှမသိဘူးလို့ထင်နေချိန်မှာသူတို့ကသင်ရဲ့အားနည်းချက်အားသာချက်အားလုံးကိုဖတ်ပြီးနေပါပြီ။ဒါကြောင့်သူတို့နဲ့ရန်သူထစ်လာခဲ့ရင်သင်ရဲ့အနာကျင်အားဆုံးအားနည်းချက်ကိုတိတိကျကျထိုးနှံနိုင်စွမ်းရှိပါတယ်။နေ့ခက်မှန်းရခက်ချင်း extreme unpredictability စကားများကြီးပြောတဲ့သူတယောက်ရဲ့နောက်ထပ်လုံမဲ့လုပ်ရက်ကိုခက်မှန်းရတာအရန်လွယ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့အကြံအစည်းတွေကိုပါဇက်ကနေကြိုဖြိုးပြတတ်လို့ပါပဲ။ဒါပေမဲ့စကားနဲ့တဲ့သူတွေကတော့လုံးမော့ကိုခက်မှန်းရခက်ပါတယ်။သူတို့စိတ်ထဲမှာဘာတွေကြံစည်နေလဲဘယ်လိုခံစားနေလဲဒေါသထွက်နေလားကျဉ်းနေလားဆိုတာကိုမျက်နှာပေါ်မှာလုံးဝအသိမခံပါဘူး။စစ်ပွဲတစ်ခုမှာဆိုရင်ရန်သူရဲ့လှုပ်ရှားမှုကိုမသိရခြင်းဟာအကြောက်ဆုံးအရာပါပဲ။စကားနဲ့နေသူတွေဟာသူတို့ရဲ့ခြေလမ်းတွေကိုဘယ်တော့မှကြိုမဖြောဘဲတိတ်တိတ်ဆိတ်ဆိတ်နေတာအကောင်အထည်ဖော်တတ်တဲ့အတွက်သူတို့ရဲ့တံပြန်တိုက်ခိုက်မှုဟာအနည်းတမ်းရုပ်တရက်ဆန်ပြီးပြင်းထန်တတ်ပါပဲ။၃စိတ်ခံစားချက်ကိုအပြည့်အစုံထိန်းချုပ်နိုင်ခြင်း emotional control တာမန်လူတွေကတခုခုဆိုရင်ဒေါသထွက်လွယ်တယ်ဝမ်းနည်းလွယ်တယ်ချက်ချင်းတုံ့ပြန်တတ်ကြပါတယ်။ဒါပေမဲ့စကားနေတဲ့သူတွေဟာသူတို့ရဲ့စိတ်ခံစားချက်ကိုအံ့ဩလောက်အောင်ထိန်းချုပ်နိုင်ကြပါတယ်။တယောက်ယောက်ကသူတို့ကိုစော်ကားလိုက်ရင်တောင်ချက်ချင်းပြန်လဲတုံ့ပြန်ပြီးရန်မဖြစ်ပါဘူး။သူတို့ကဒေါသကိုမျိုးသိပ်ထားတာမဟုတ်ပဲဒေါသကိုစွမ်းအိမ်တစ်ခုအဖြစ်ပြောင်းလဲပြီးမှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာရောက်မှာတေးသေးချာချာစနစ်တကျပြန်လဲတုံ့ပြန်တတ်ကြပါတယ်။အတိညာနဲ့ယင်ပြီးအေးဆက်ဆက်တုံ့ပြန်တတ်တဲ့သူတို့ရဲ့သဘာဝဟာအင်မတန်ကိုကြောချမ်းစရာကောင်းပါတယ်။၄လျှို့ဝှက်ချက်များကိုထိန်းသိမ်းနိုင်စွမ်းနဲ့အချက်အလက်များကိုအသုံးချခြင်းစကားမဲတဲ့သူတွေဟာခင်ဗျားရဲ့လျှို့ဝှက်ချက်တွေကိုနားထောင်ရမှာဆရာကြသလိုသူတို့ကိုယ်တိုင်ရဲ့လျှို့ဝှက်ချက်တွေကိုလည်းတေချာထိန်းသိမ်းထားနိုင်ပါတယ်လူတွေကသူတို့ကိုယုံကြည်ပြီးရင်ဖွင့်တတ်ကြတဲ့အတွက်သူတို့စီမှာသူတစ်ပါးရဲ့အရေးကြီးတဲ့အချက်အလက်တွေအများကြီးရှိနေတတ်ပါတယ်အကယ်၍သဆုံတယောက်ကသူတို့ကိုအန်ဒီရပြုတ်ကြမယ်ဆိုရင်အဲ့ဒီစုဆောင်းထားတဲ့အချက်အလက်တွေကိုလက်နက်တစ်ခုလိုအသုံးပြုပြီးတစ်ဖက်လူဘိုးအပြက်သွားတဲ့အထိတိတ်တိတ်ဆိတ်ဆိတ်နဲ့ခြေမုံပင်နိုင်စွာရှိပါတယ်။နာအမိခိုမင်းချင်း at radical independence စကားနဲ့သူအများစုဟာတယောက်သေးနေရတာကိုပြောင်းမွေ့ပါတယ်။သူတို့ဟာပတ်ဝန်းကျင်အတိအမှတ်ဖူးမှုများတငယ်ချင်းအပေါင်းအသင်းများပြမှုတွေကိုမလိုအပ်ပါဘူး။ဒီအချက်ကသူတို့ကိုအယံအန်ဒီရများစီပါတယ်။ဘာလို့လဲဆိုတော့သူတို့ကဘသူ့ကိုမှမျက်စာမနာစရာမလိုတဲ့အထက်ဆုံးဖြတ်ချက်ချတဲ့အခါမှာအင်မတန်ပြစ်သားပြီး reset ပင်လို့မှာ
လီမူရေးအနေနဲ့ဖိအားပေးလို့မရဘူးချင်းမြောက်လို့လည်းမရပါဘူးသူတို့ဆုံးဖြတ်ပြီးရင်ဘသူ့ကိုမှချက်ချင်းဘဝတဲကနေဆွဲထုတ်ပစ်လိုက်ဖို့ဝန်မလေးကြပါဘူးဒါကိုစိတ်ပိန်ညံမှာ introvert door slam လို့ခေါ်ပါတယ် တိတ်ဆိတ်ချင်းဤဒေါသစကားနေတဲ့သူတွေဒေါသထွက်လာရင်ဘလို့နေမလဲတာမန်လူတွေဒေါသထွက်ရင်အော်ဟစ်မယ်ပစ္စည်းတွေပောက်ခွေမယ်ပြီးရင်ပြီးသွားပါမယ်ဒါပေမဲ့စကားနေတဲ့သူတွေရဲ့ဒေါသကတော့အေးခဲနေတဲ့မီးတောင်တစ်ခုနဲ့တူပါတယ်သူတို့ကအလွယ်တကူဒေါသမထွက်တတ်ပါဘူးတီးခံနိုင်စွမ်းအလွန်မြင့်မားပါတယ်ဒါပေမဲ့သူတို့ရဲ့တီးခံနိုင်စွမ်းအကန့်အသတ် limit ကိုကျော်လွန်သွားပြီဆိုရင်တော့ပြန်လဲတောင်းမှလို့မရနိုင်တော့တဲ့အခြေအနေကိုရောက်သွားပါပြီသူတို့ရဲ့ဒေါသဟာအတန့်ထွက်မလာပါဘူးအေးဆက်သွားမယ်လစ်လျူရှုမယ်ပြီးရင်တင်းနဲ့ပတ်သက်တဲ့အရာရာတိုင်းကိုသူတို့ရဲ့ဦးနှောင်းထဲကနေအပီးတိုင်ဖြတ်စီးပစ်ပါလိမ့်မယ်လိုအပ်လာရင်တင်းကိုအပြင်းထန်ဆုံးတန်ခတ်ဖို့အတွက်အသေးအချာတွက်ချက်ထားတဲ့အစီအစဉ်တွေနဲ့တိုက်ခိုက်ပါလိမ့်မယ်အော်ဟစ်ဆဲဆိုနေတဲ့ရန်သူထက်ဘာမှမပြောပဲပြုံးပြီးတင်းကိုကြည်နေတဲ့ရန်သူကအစပေါင်းများစွာပိုကြောက်စရာကောင်းပါတယ် လက်တွေ့ဘဝနဲ့တမိုင်းတွေကတသက်များတမိုင်းကိုပြန်ကြည့်ရင်ကဘာကြီးကိုပြောင်းလဲခဲ့တယ်ဒါမှမဟုတ်အကြီးမားဆုံး empire တွေကိုတိဆောက်ခဲ့တဲ့ခေါင်းဆောင်တွေစစ်ဗျူဟာရှင်တွေအများစုဟာစကားနဲသူတွေထိကြပါတယ်သူတို့ဟာစကားပြောဖို့အခြေမကုန်ပဲတွေးခေါ်ဖို့နဲ့အကောင့်အထည်ဖော်ဖို့ကိုပဲအာရုံစိုက်ခဲ့ကြပါတယ်စကားထက်အလုပ်လုပ်ခြင်းသူတို့ဟာဘာလုပ်မယ်ဆိုတာကိုကြိုမကြွားပါဘူးရလက်ထွက်လာမှသာလူတွေကိုအံ့ဩသွားစေတာမှာပြဿနာဖြေရှင်းနိုင်စွမ်းအကြက်အတဲဒီကြုံလာချိန်မှာစကားများတဲ့သူတွေကထိတ်လန့်တကြားထန်နေတတ်ပါတယ်ဒါပေမဲ့စကားနေတဲ့သူတွေကတော့တီးတီးငိမ့်ငိမ့်နဲ့ထွက်ပေါက်ကိုရှာဖွေနိုင်ကြပါတယ်ဒီလိုစွမ်းရည်တွေကပဲသူတို့ကိုပြိုင်ဘတ်တွေတဲ့အန်ဒီရဲ့အရှိဆုံးအတားရှိချစ်စေတာပါ အဆုံးသက်အနေနဲ့ပြောရရင်စကားနေတဲ့သူတွေဟာအားနေတဲ့သူတွေအားတဲ့သူတွေမဟုတ်ပါဘူးသူတို့ရဲ့တိတ်ဆိတ်မှုဟာရွေးချယ်မှုတစ်ခုသာဖြစ်ပြီးအဲ့ဒီတိတ်ဆိတ်မှုအောင်တာအင်မတန်ထက်မြက်တဲ့အုံတောင်းနဲ့ပြတ်သားတဲ့စိတ်သက်တွေဂိမ်းအောင်နေပါတယ်ဒါကြောင့်တင့်ပတ်ဝန်းကျင်မှာစကားနေတဲ့သူတွေရှိရင်သူတို့ကိုဘယ်တော့မှအထင်မသေးပါနဲ့သူတို့ရဲ့ဒီခံမှုကိုအခွင့်ကောင်းမယူပါနဲ့ခင်မြင်ရင်အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်တယ်လို့ရန်သူဖြစ်သွားရင်တော့တင့်ဘဝရဲ့အဆိုးရွားဆုံးအိမ်မက်ဆိုးကြီးဖြစ်သွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လူတွေသတိမထားမိတတ်တဲ့စကားနဲသူတွေရဲ့နောက်ွယ်မှာစိတ်ပညာနဲ့အန္တရာယ်ရှိနိုင်တဲ့အကြောင်းအရာတွေကိုအသေးစိတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေစိတ်ပညာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Knowledge Hub Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်